မန်ယူပဲဆိုရအမ်ဘူမိုဘရိုင်ယန်အမ်ဘူမိုကဒီနွေအပြောင်းရွှေ့ရာသီမှာမန်ယူစီပြောင်းရွှေ့ဖို့ဆုံးဖြတ်ထားတဲ့ဆိုတဲ့အကြောင်းသူ့ရဲ့ကလပ်ဘရက်ဖို့နဲ့သူ့ကိုစိတ်ဝင်စားနေတဲ့တော်တင်ဟော့စပါကိုတည်ပေးခဲ့ပါတယ်။အမ်ဘူမိုကဘရက်ဖို့နဲ့2026ခုနှစ်ထိဇွန်လအထိစာချုပ်ချုပ်ထားပြီးကလပ်ဘက်ကနေနောက်ထပ်12လစာချုပ်သက်တမ်းတိုးဝင်ရှိပါတယ်။ဒီနွေမှာအသက်26နှစ်အရွယ်တိုက်စစ်ကစားသမားကိုခေါ်ယူဖို့အာဆင်နယ်ယူနိုက်တက်နယူကာဆယ်နဲ့တော်တင်ဟန်တို့ကစိတ်ဝင်စားနေကြတာပါ။ ဘရက်ဖို့ဘက်ကနေအိုးထရက်ဖို့စီပြောင်းရွှေ့ခြင်းနဲ့ဆိုတာမီးစိမ်းပြခဲ့ပြီးနောက်မန်ယူဘက်ကဘရက်ဖို့စီကကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ပေါင်45တန်းပလက်ပိုစုကြီးပေါင်10တန်းတန်ပထမအကြိမ်ကမ်းလှမ်းမှုပေါင်55တန်းပလက်အပိုစုကြီး9.5တန်းတန်ဒုတိယအကြိမ်ကမ်းလှမ်းမှုတွေကိုဘရက်ဖို့ဘက်ကနေညှင်းဆန်ထားခဲ့ပါတယ်။ဘရက်ဖို့ဘက်ကပိုကောင်းတဲ့ကမ်းလှမ်းမှုတွေလိုရှိနေပြီးမန်ယူဘက်ကတော့ဒီထက်ပိုပေးဖို့ဆန္ဒမရှိပါဘူး။လက်ရှိအချိန်မှာတော့ကလပ်အသင်း2သင်းကြောင်းဆွေးနွေးမှုတွေပြုလုပ်နေသေးပါညီကိုတို့အနေနဲ့ဘောလုံးပွဲများနဲ့ဆလော်ခင်းများကိုဝေကြီးပါယူစိတ်ချစွာစော်ကစားလိုပါကဘိုင်ဘာဖုန်းနံပါတ်3995866528ကိုလာရောက်ဆက်သွယ်စော်ကစားလို့ရပါပြီ။